မင်္ဂလာပါခင်ဗျာကျွန်တော်တို့တနေ့ကို10နာရီပဲအလုပ်လုပ်ရတာအားလက်ရည်တည်ရနေတာဟာအလိုလိုဖြစ်လာတာမဟုတ်ပါဘူးဒီအခွင့်အရေးတွေနောက်ွယ်မှာသွေးနဲ့ချွေးနဲ့ရင်းခဲ့ရတဲ့တမိုင်းကြောင်းတစ်ခုရှိပါတယ်ဒီနေ့မှာတော့ကဘာတဝမ်းကမေလ1ရက်နေ့ကိုဘာလို့အလုတ်သမားနေ့လို့သတ်မှတ်ခဲ့တာလဲဆိုတဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာပါလွန်ခဲ့တဲ့နှစ်ပေါင်း140ကျော်19ရာစုနှောင်းပိုင်းကာလတွေကိုပြန်ကြည့်ရအောင်အဲ့ဒီတုန်းကစက်မှုတော်လန်ရေးအရှိန်အဟုန်ကောင်းနေချိန်ပါဒါပေမဲ့အလုတ်သမားတွေရဲ့ဘဝကတော့ငရဲလိုပါပဲခလီးငယ်တွေကအစလူကြီးတွေအထိတနေ့ကို12နာရီကနေ16နာရီအထိနားချင်းမရှိအလုတ်လုပ်ခဲ့ရပါတယ်လုပ်ငန်းခွင် BND ကလည်းများတယ်လို့လောက်ခလာစာကလည်းအလွန်နှဲပါလွန်ပါတယ်ဒီဖိနှိပ်မှုတွေကြောင့်အလုတ်သမားတွေကတတန်တည်းထွက်လာကြပါတယ်သူတို့ရဲ့အဓိကတောင်းဆိုချက်ကတော့10နာရီအလုတ်10နာရီအနားယူ10နာရီကိုယ်ပိုင်အချိန်ဆိုတာပဲဖြစ်ပါတယ်1886ခုနှစ်မေလ1ရက်နေ့မှာတော့အမေရိကန်နိုင်ငံရှီကာဂိုမြို့မှာအလုတ်သမားပေါင်း3သိန်းကျော်ဟာလမ်းမပေါ်ထွက်ပြီးငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြပါတယ်ဒါပေမဲ့မေလ4ရက်နေ့မှာတော့ဟီမာကတ်ရင်ပြည်မှာလူစုခွဲနေတော့မထင်မှတ်ထားတဲ့ဘုံပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်ဒီအဖြစ်ပြမှာရေးတွေကလူအုပ်ထဲကိုတနက်နဲ့ပြစ်ခတ်ခဲ့လို့အလုတ်သမားတွေတီဆုံးခဲ့ရတယ်လို့နောက်ပိုင်းမှာလည်းအလုတ်သမားခေါင်းဆောင်တွေကိုမတရားဖမ်းဆီးကွပ်မျက်ခဲ့ကြပါတယ်ဒီအဖြစ်ပြဟာတစ်ကမ္ဘာလုံးကအလုတ်သမားထုကိုကြီးမားတဲ့တုန်လှုပ်မှုပေးခဲ့ပါတယ်1889ခုနှစ်ပြင်သစ်နိုင်ငံပါရီမြို့မှာပြုလုပ်တဲ့အပြည်ပြည်ဆိုင်ရာဆိုရှယ်လစ်ညီလာခံမှာတော့ရှီကာဂိုကအလုတ်သမားတွေကိုဂုဏ်ပြုဖို့နဲ့သူတို့ရဲ့တောင်းဆိုချက်တွေကိုထောက်ခံဖို့အတွက်မေလ1ရက်နေ့ကိုကမ္ဘာအလုတ်သမားနေ့အဖြစ်တရားဝင်သတ်မှတ်ခဲ့ပါတယ်။အဲ့ဒီအချိန်ကစပြီးမေဒီနေ့ဟာအလုတ်သမားတွေရဲ့အခွင့်အရေးကိုဖော်ပြတဲ့တင်ဂီတဖြစ်လာခဲ့ပါတယ်။ယနေ့ခေတ်မှာတော့နိုင်ငံပေါင်း80ကျော်မှာဒီနေ့ကိုအစိုးရရုံးပရက်အဖြစ်သတ်မှတ်ပြီးအလုတ်သမားတို့ရဲ့ဂုဏ်ပြုကိုဖော်ကျူးကြပါတယ်။ဒါကြောင့်မေလ1ရက်နေ့ရောက်တိုင်းကျွန်တော်တို့ခံစားနေရတဲ့အခွင့်အရေးတွေဟာအလကားရခဲ့တာမဟုတ်ဘူးဆိုတာကိုတတိယဖို့လိုအပ်ပါတယ်အလုတ်သမားတို့ရဲ့ညီညွတ်မှုကြောင့်သာဒီနေ့ခေတ်လူနေမှုဘဝတွေတိုးတက်လာခဲ့တာပါဒီဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင် like နဲ့ share လုပ်ပေးဖို့မမေ့ပါနဲ့အောင်နောက်ထပ်စိတ်ဝင်စားစရာတမိုင်းကြောင်းတွေကိုသိချင်နေဆိုရင်တော့ကျွန်တော်တို့ channel ကို subscribe လုပ်ထားပေးဖို့အောင်ခင်ဗျာအားလုံးပဲအလို့အကိုင်းတွေအဆင်ပြေကြပါစေ